ကိုမေးခွန်းလေးတွေနဲ့ unlock လုပ်ပေးဖွင့်ပေးအုံနောက်ကပိတ်ထားမှာမဟုတ်ဘူးအုံနောက်ကဖွင့်ထားကောင်းသောအရာတွေအတွက်ဆိုရင်အမြဲတမ်းဖွင့်ပြီးတော့ welcome လုပ်ပါမိမိအတွေးကိုအမြဲတမ်းဖွင့်ထားမျက်စိကိုဖွင့်ထားတယ်နားကိုဆွင့်ထားတယ်အုံနောက်ဉာဏ်အသိဉာဏ်ကိုဖွင့်ထားတယ်စိတ်တကားကိုလည်းဖွင့်ထားပိတ်ထားရင်ဘာမှဝင်လို့မရနော်ပိတ်ထားရင်တွေးခေါ်အကြံဉာဏ်နော်ပညာဒါတွေကမဝင်လာဘူးအဲ့တော့အရင်ဆုံးလုပ်ရမှာမိမိကိုမိမိဖွင့်ထားပြီးရင်ကောင်းသောအရာတွေပဲလက်ခံဖွင့်ထားပြီးတော့မကောင်းတာတွေပဲလက်ခံရင်တော့မကောင်းတာတွေပဲဝင်လာမှာဖွင့်ထားပြီးရင်ဘယ်အရာတွေကိုပဲအဝင်ခံမလဲဆိုတော့ကောင်းသောအရာတွေကိုပဲအဝင်ခံဖို့လိုကောင်းသောအရာတွေ positive ဖြစ်စေတာတွေတနည်းအားဖြင့်မိမိကိုခွန်အားဖြစ်စေတာတွေမိမိကိုအင်အားရှိစေတာတွေအာဟာရပြည့်စေတာတွေတွေးခေါ်အသိဉာဏ်ပညာရစေတာတွေဒါတွေကိုများများဝင်စေဖို့လိုတယ်ဒါမှမိမိကခွန်အားရှိနေမယ်အင်အားရှိနေမယ်အားပြည့်နေမယ်မဟုတ်တာတွေဝင်တယ်အစိတ်တောက်တွေဝင်တယ်စိတ်တက်ကြစရာတွေဝင်တယ်စိတ်အားငယ်စရာတွေဝင်มาများရင်ပိုပြီးကြာသွားအဲ့လိုမျိုးတွေးပါများလာရင်ဘာဖြစ်လဲငါတော့ဘာမှလုပ်လို့မရတော့ပါဘူးအဲ့စကားရဲ့အနောက်မှာဘာလိုက်လဲဆိုစိတ်တက်တွေတော့ကြာနေပါပြီဆိုတာလိုက်